မြေကွက်မှာယင်းနှမြုပ်နှံမှုတွေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမြေအမျိုးအစား၃မျိုးကိုနားမလည်ပဲနဲ့ယင်းနှမြုပ်နှံမှုမလုပ်သင့်ပါဘူးမြေကွက်တွေကိုယင်းနှမြုပ်နှံတဲ့အခါမှာဘယ်မြေမျိုးအစားကယင်းနှမြုပ်နှံတဲ့လဲဘယ်မြေမျိုးအစားကယင်းနှမြုပ်နှံလို့မသိတော့ဘူးလဲဆိုတာကိုသိထားမှပဲကိုကမှန်ကန်တဲ့ယင်းနှမြုပ်နှံမှုကိုလုပ်နိုင်မယ်ပေါ့နော်ကိုဝယ်မှားသွားတာနဲ့ကိုကသိန်းထောင်ချီတောင်းချီရဲ့ပတ်စံတွေကိုဆုံးရှုံးနိုင်ပါတယ်ဒီဗီဒီယိုမှာတော့ grant မြေပါမစ်မြေဘူဘပိုင်မြေတွေကဘာတွေလဲကို investment လုပ်မယ်ဆိုလို့ရှိရင်တော့ဒီမြေမျိုးစားတွေတဲကဘယ်မြေမျိုးစားကတင့်တော်လဲဆိုတာကိုရှင်းပြပေးသွားပါမယ်ကျွန်တော်တို့ရန်ကုန်မှာရှိတဲ့မြေမျိုးစားကိုပြန်ပြီးခွဲရမယ်ဆိုရင်တော့မြေမျိုးစား၃မျိုးတွေ့နိုင်ပါတယ်ပထမတစ်ခုက grant မြေဒုတိယတစ်ခုကပါမစ်မြေတတိယတစ်ခုကတော့ဘူဘပိုင်မြေပေါ့grant မြေကတော့အစိုးရကနေပြီးပြည်သူလူထုကိုနှစ်60ဖြစ်စေနှစ်90ဖြစ်စေမြေငှားရမ်းတဲ့ပုံစံမျိုးနဲ့အသုံးပြုခွင့်ပေးရတဲ့မြေမျိုးစားကို grant မြေလို့ခေါ်ပါတယ်။ပါမစ်ကတော့အစိုးရကနေပြီးအစိုးရဝန်ထမ်းကိုအကွက်ချပြီးနေထိုင်ခွင့်ပေးထားတဲ့မြေမျိုးစားကိုပါမစ်မြေလို့ခေါ်ပါတယ်။ဘူဘပိုင်မြေကဘာကိုဆိုလိုတာလဲဆိုတော့ဒီမြေမှာတားစီမြေဆက်အစင်းစစ်နေထိုင်လာတဲ့အတွက်ကြောင့်မလို့ကိုအစိုးရနေပြီးတော့မှနေထိုင်ခွင့်ပေးထားတဲ့မြေမျိုးစားကိုဆိုလိုတာပါဒါဆိုကျွန်တော်တို့မေကွန်းမေးစရာရှိလာပြီဒီမြေမျိုးစား၃ခုထဲကမှဘယ်မြေမျိုးစားကိုယင်းနှမြုပ်နှံလို့တင့်တော်လဲပေါ့ကျွန်တော်တို့ recommend ပေးရမယ်ဆိုရင်တော့ grant မြေအမြေပေါက်ကိုယင်းနှမြုပ်နှံတင်ပါတယ်အကြောင်းရင်းကတော့ဒီ grant မြေကနေပြီးတော့မှကိုကအမြေဖောက်လိုက်ပြီဆိုရင်တော့ဘဏ်မှာအပေါင်ထားချင်တာပဲဖြစ်ဖြစ်ဒီမြေမှာအထက်မြင့်ဆောက်ချင်တာပဲဖြစ်ဖြစ်ကိုကြိုက်တာလုပ်လို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ grant မြေကို recommend ပေးတယ်နောက်တစ်ခုကတော့ permit တို့ဒီဘူဝပိုင်တို့တက်စားလို့ရှိရင်တော့ grant မြေကပိုင်ဆိုင်မှုခိုင်မာတဲ့အတွက် grant မြေကိုပဲရှာဝယ်ကြတဲ့လူတွေများတဲ့အတွက်ကြောင့်မလို့ကိုကဒီ grant မြေမှာယင်းနှမြုပ်နှံတဲ့နဲ့ပြန်ရောင်းရတာလည်းလွယ်တဲ့အတွက်ကြောင့်မလို့လေဒီမှာယင်းနှမြုပ်နှံမှုတွေလုပ်တင်ပါတယ်မြေကွက်တွေမှာယင်းနှမြုပ်နှံခြင်းနဲ့ဘယ်လိုမြေကွက်မျိုးတွေယင်းနှမြုပ်နှံရမလဲအကျိုးမြတ်များရနိုင်တဲ့မြေကွက်တွေဘယ်လိုရှာပြီးယင်းနှမြုပ်နှံရမလဲဆိုတာတွေကိုလေ့လာဖို့အတွက် Zayan Real Estate ကို follow လုပ်ထားလိုက်ပါ